2021တုန်းကမျက်စိရှိမှရထားလမ်းပေါ်ခုန်ချသွားတဲ့လူတစ်ယောက်ကိုမြင်ပူးထားခဲ့တော့ဘလောက်ထိများစိတ်ပင်ပန်းစရာတွေရှိတာပါလဲလို့ကျမတွေးပြီးသူ့အတွက်တကယ်ကိုစိတ်မကောင်းဖြစ်မိတယ်။စိတ်တော်ကစိတ်ဖိစီးစရာဆိုတာကိုယ်တိုင်မသိခင်ချိန်ကပေါ့။ယထာဘူရာတစ်ခုလုံးယထာအုံအုံတန်ကြီးကဟီးလို့ထို့သူကတော့ယထာတန်လန်းတဲ့အသားတွေတစားစီပြတ်ထွက်ကုန်လေပြီလားမသိတော့။တလောလုံးကလည်းကျမမအိတ်နေရေးဆုံးသွားတဲ့ဆယ်ကျော်သက်ရွယ်ညီမလေးတယောက်ကြောင့်ကြားတော့လဲစိတ်ထဲအမျိုးမြင်မသိတဲ့ခံစားချက်တွေထွက်လာမိတယ်။မိဝေဖဝေအခုလိုဂျပန်လိုနိုင်ငံကြီးအထိလာသေးရသလားကွယ်လို့တွေးပြီးတိုင်းမိသားစုတွေထပ်တူစိတ်မကောင်းလဲဖြစ်ရပါတယ်။သူမဆုံးခင်အတူနေသူငယ်ချင်းတွေနဲ့မဲအိတ်ခင်အချိန်ထိစကားတွေပြောနေခဲ့ကြသေးတယ်တဲ့။သူ့ကိုသူပြန်မနှိုးလာတော့ဘူးလို့ကြိုးသိခဲ့ရင်ဘာတွေများလုပ်ဖြစ်မလဲပေါ့နော်။ကျမတို့လည်းဘယ်နေ့ဘယ်ချိန်မှတေးရမယ်ဆိုတာကြိုမသိနိုင်ကြဘူးလေကျမဆိုရင်ရောလေလက်မှတ်ဖြတ်ပြီးမိသားစုစီချက်ချင်းညတွေချင်းပဲပြန်သွားဖြစ်မလားဒါမှမဟုတ်ဘယ်တော့မှပြန်မခေါ်ဖြစ်တော့တဲ့လူတစ်ယောက်ကိုဖုံးဆက်မိမလားဒါမှမဟုတ်ကိုနစ်နေအောင်ချစ်ရတဲ့သူတစ်ယောက်စီရောက်အောင်သွားဖြစ်မလားတခုခုပေါ့မိခင်တွေ့ခဲ့တဲ့အတူနေတငယ်ချင်းတွေနဲ့နောက်ဆုံးလို့ကြိုသိခဲ့ရင်ဘလို့နီးနဲ့မဆိုကောင်းကောင်းပြောဆိုဆက်ဆံမိမှာပဲအားလုံးနဲ့အတူတညအလုံးစကားတွေပြောနေမိမလားထပ်ပြီးမတွေ့ရတော့ဘူးလို့တွေးလိုက်ရုံနဲ့တည်းအပတ်တရအားလုံးဟာတိတ်ဝမ်းနေဖို့ကောင်းတာပဲစိတ်လိုလဲရတေချာပေါက်ပျော်တယ်လို့ခံစားရတဲ့အရာတွေကိုလှုပ်ဖို့ရောလှုပ်တဲ့နာတွေရောလှုပ်ရင်တစ်ချိန်မှာဖြိုးကနန်းခွဲခွာသွားရတဲ့အခါနောင်တမရကြဘူးနဲ့ဒီညအိပ်ပြီးမနှက်ပြန်မိုးလင်းလို့ပြန်နိုးမလာတော့ဘူးလို့တွေးပြီးခဲ့ရင်ငါဒီဘဝမှာနေခဲ့ရတာတန်တယ်လို့လုံလောက်တွေးနိုင်တဲ့ခံစားချက်တွေပြည့်တတ်နေဖို့ဘာတွေလုပ်ရမလဲဆိုတဲ့ခံစားချက်တွေပြည့်တတ်လို့လာပါတယ်။ကျမတို့စီကိုတေချင်းတရားဟာသူ့အလိုလိုရောက်လာမယ့်အရာဆိုပေမဲ့မိသားစုရင်ခွင်ဖြစ်ဖြစ်ချစ်ရတဲ့သူလက်မမှုမှာပဲဖြစ်ဖြစ်ဘဝရဲ့နေဝေချိန်ကိုနှုတ်ဆက်ချင်ကြတာကြီးပါပဲ။နားဆင်ပေးခဲ့ကြတဲ့စာပေချစ်သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။စာဖတ်ခြင်းဖြင့်ဘဝမြင့်နေတဲ့သူများဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်။ကျမကတော့ဒေတူတာဟုံးစစ်ပါ